သာသနာတော်နှစ်1560ပြည့်နှစ်ကောဇာတက္ကရာ1388ခုနှစ်ဝါဆိုလပြည့်ကျော်6ရက်2016ခုနှစ်ဇူလိုင်လ25ရက်မန္တလေးတိုင်းဒေသကြီးပြည်ကြီးတက္ကသိုလ်မြို့နယ်ရောမင်းကြီးလမ်းနဲ့သခင်ဖိုးလာကြီးလမ်းကြားစက်မှုစုံ1ဓမ္မဗိမာန်တော်ကြီးတွင်ဆင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မပူဇာအထုဓမ္မသဘင်အခမ်းအနား၌ဥတုတုတော်တိတိခိုင်ပြည့်စုံဝင်အောင်ကုမ္ပဏီလီမိတက်ဦးအောင်ကျော်စိုးဒေါ်တင်မိုးရေးကျော်ကျော်ကားပစ္စည်းဆိုင်ဦးယူကျန်ဒေါ်နုနုဤတမာတိကားပစ္စည်းဆိုင်မိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ခေါ်ကြအပ်သောနောက်တပူပန်ခြင်းအကြောင်းရင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပဂောတိဟိပိယပမေယံကာလံကရောတောတိဒုက္ခရာတိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလူလာတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာကျေရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာလို့ဖြင့်တော်လဲအဘယ်မေယံရည်တဲ့တိုင်းဒါဖော်ပြခြင်းငါမစွမ်းနိုင်မှသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဩဇာအသက်ချေလဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်တိထဝေ50အစုအလုံးခဲရသောမူလိုကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြိုးကိုအာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပမန်းခြင်းတို့ကတောဘဝတဏ္ဏကျိတ်ခမ်းများစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တဏှာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနိယများစွာတတ္တဝါဤချမ်းသာစေပွားလူလာတောင်းတကုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မံကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းနောင်တပူပန်ခြင်းအကြောင်းရင်းမြတ်ဗုဒ္ဓကိုကိုယ်ပဲစိတ်ကကြတဲ့ပုဂ္ဂိုလ်များအနေနဲ့နောင်တပူပန်မှုကင်းရှင်းမှုအတွက်မြတ်စွာဘုရားဟာဆုံးမဩဝါဒပေးတာဖြစ်မြတ်စွာဘုရားကတရားဝါတွေရဲ့တဏ္ဍာမှာရှိတဲ့ဘေးရန်အန္တရာယ်တွေကိုပယ်ဖြောက်တော်မူခြင်းမှာတကိုးတော်နဲ့ပယ်ဖြောက်တာမျိုးမဟုတ်ပဲနဲ့တရားဝါတွေကိုယ်တိုင်နောင်တပူပန်စေတတ်တဲ့အကြောင်းရင်းတွေကိုရှောင်ကွင်းနေထိုင်ခြင်းဖြင့်ဘေးဒုက္ခမကြုံကြရအောင်ညွှန်ကြားဆုံးမခြင်းသာဖြစ်တယ်ပေါ့အများကယုံကြည်နေကြတာကတကိုးရှင်တွေဟာတရားဝါဒိဒုက္ခရောက်နေတာကိုမရောက်အောင်
ကဲတင်နိုင်စွမ်းရှိတယ်လို့ဒီလိုယူဆယုံကြည်ပြီးတော့ကိုးကွယ်နေကြတော့လေရဗုဒ္ဓရဲ့ဟောကြားချက်တရားဓမ္မတွေကိုကြည့်မယ်ဆိုရင်နောက်တပူပန်ခြင်းမှာသက်ဆိုင်ရာအကြောင်းရင်းတွေရှိတယ်အဲ့ဒီအကြောင်းရင်းတွေကိုမလုပ်ဘူးဆိုလို့ရှိရင်နောက်တပူပန်မှုဆိုဖြစ်နိုင်ဘူးဒါကြောင့်မို့ဘယ်ရာပဲဖြစ်ဖြစ်ဆိုင်ရာအကြောင်းတရားတွေရှိနေသည့်အတွက်ကြောင့်ထိုအကြောင်းတရားကိုမိမိတဏ္ဍာမှာမဖြစ်အောင်လုပ်ခြင်းနေတာလေမှန်ကန်သောယုံကြည်ချက်ဖြစ်မှတ်သားနာယူကြမှာဖြစ်တယ်။မြတ်စွာဘုရားကိုယ်တိုင်ကလည်းချမ်းသာဒုက္ခရခြင်းအကြောင်းကိုလည်းဟောပြောတယ်။ဆင်းရဲဒုက္ခဖြစ်ခြင်းအကြောင်းကိုလည်းဟောပြောတယ်။တရားဒီအကျိုးကိုသိပိုးတယ်ဆိုတဲ့နေရာမှာဘယ်ပုံပဲနည်းတရားတွေရဲ့အကျိုးကိုသိပိုးတာလေဘယ်ပုံပဲနည်းတရားတွေကိုဆင်းရဲဒုက္ခလွတ်အောင်မြတ်ဗုဒ္ဓကဆောင်ကျဉ်ပေးတာလေဆိုတာရှင်းရှင်းလင်းလင်းသိမြင်ဖို့စာပေကျမ်းကမှတကယ်ဖွင့်ဆိုထားတာနဲ့အညီဗုဒ္ဓံတရဏံကိစ္ဆာမိမြတ်ဘုရားကိုကိုးကွယ်စိတ်ကပ်ရာဟူ၍အသိမှတ်ပြုတယ်ဆိုတဲ့တရဏဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါတရားတွေပေါ်မှာကြာရောက်မဲ့ဆင်းရဲဒုက္ခဘေးရန်ဟူသည်များမြတ်စွာဘုရားပယ်ဖြောက်ပေးလောကလူတွေဟာအားကိုးကြတယ်ဆိုတာအန္တရာယ်ကကာကွယ်ပေးနိုင်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အားကိုးကြဖြစ်တယ်အဲ့ဒီအားကိုးမှုယုံကြည်မှုရှိတဲ့အတိုင်းမိမိတို့အားကိုးယုံကြည်ရာပုဂ္ဂိုလ်ကမိမိတို့ရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့ဘေးရန်အန္တရာယ်တွေကိုတကယ်ကာကွယ်ပေးနိုင်သလားကြာရောက်လာမဲ့အန္တရာယ်တွေမကြာရအောင်ကာကွယ်ဆောက်ရှောက်ပေးနိုင်သလားဆိုတာအဓိကကြသို့တော့ကာကွယ်ဆောက်ရှောက်ပေးတယ်ဆိုတဲ့နေရာမှာဘယ်ပုံပေးတာလဲဆိုတာနားလည်ဖို့လိုတယ်မြတ်စွာဘုရားကိုကိုယ်ပဲစိတ်ကကြတဲ့ဘုရားဘာသာဝင်သူတော်စင်တွေဟာမြတ်စွာဘုရားကဘယ်ပုံဘယ်နည်းတရားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်တယ်လို့ဆိုရင်ဟိတေပဝတ္တနေနအဟိတာသနိဝတ္တနေနတတ္တနံဘယံဟိတတိဘုဒ္ဓောဆိုတရဏဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အခါမှာရှင်မဘုရားကရှင်းပြခဲ့တဲ့အဓိပ္ပာယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာတဲ့တရားရည်ရဲ့တဏ္ဍာမှာကြာရောက်မဲ့ဘေးရန်အန္တရာယ်ကိုဖယ်ရှားတယ်ဆိုတာဘယ်ပုံဖယ်ရှားတာလဲတကောတော်နဲ့ဖယ်ရှားတာမဟုတ်ဘူးတဲ့ဟိတေဘောတနေနာတရားရည်ရဲ့တဏ္ဍာမှာကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေနိုင်တဲ့ကုသိုလ်ဆိုတဲ့အကြောင်းတရားတွေကိုဖြစ်အောင်လုပ်စေခြင်းအာဟိတလို့ဆိုတဲ့ဆင်းရဲဒုက္ခကိုဖြစ်စေတတ်တဲ့မကောင်းမှုအကုသိုလ်တွေကရှောင်ကွင်းစေခြင်းအားဖြင့်သာတယ်မြတ်စွာဘုရားတရားရည်ရဲ့တဏ္ဍာမှာဖြစ်ပေါ်လာနိုင်တဲ့ဘေးရန်အန္တရာယ်တွေကိုဖယ်ရှားပစ်ထားပါလို့ရှင်းရှင်းလင်းလင်းကြီးဖွင့်ဆိုထားတာဖြစ်တယ်အဲ့တော့လောကလူသားတွေကတော့ဖျားမတယ်လို့ယုံကြည်နေကြတယ်ဖျားမတာတကိုးနဲ့အုံဖွားဆိုပြီးမတဲ့အမှားမျိုးမဟုတ်ဘူးမှန်ကန်တဲ့လမ်းကြောင်းပေါ်တင်ပေးတာနော်သက်သာဘုရားကိုကိုယ်ွယ်စိတ်ကတဲ့ဖြင့်ဘာတွေသိရတော့ဆိုလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိရလောကမှာနောင်တပူပန်ရတယ်ဆိုတာမလှုပ်တဲ့နာကိုလှုပ်ရင်လည်းနောင်တပူပန်ရတတ်တယ်လှုပ်တဲ့နာကိုမလှုပ်ဖဲနေရင်လည်းနောင်တပူပန်မှုနဲ့ကြုံရတတ်တယ်အဲ့ဒီနောင်တပူပန်မှုလို့ဆိုရယ်စိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေနဲ့ဖြစ်ပေါ်လာခြင်းရဲ့အကြောင်းတရားတွေကိုရှောင်ရှားဖို့ဆုံးမသွန်သင်ညွှန်ကြားခြင်းလာလည်းဖြစ်တယ်အဲ့ဒါကိုဆုံးမသွန်သင်ညွှန်ကြားတဲ့အတိုင်းတရားတွေကလိုက်နာဆောင်ရွက်မှုမရှိဘူးဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့တောင်းမဟုတ်တော့ဘူးကိုယ်တိုင်လုပ်ကြရမယ်ဆိုတာလက်တွေ့အားဖြင့်ဒီတိုင်းပဲဖြစ်တယ်ဥပမာကြည့်
လူတိုင်းမိမိတို့ရဲ့ရှင်ဝယ်ဖြစ်ပွားလာတဲ့သားငယ်သမီးတွေငယ်တွေရဲ့အကျိုးစီးပွားကိုလိုလားကြသားသမီးကိုချစ်ကြတယ်ချစ်သည့်အတွက်ကြောင့်အဲ့ဒီသားသမီးကိုကောင်းစားစေခြင်းကောင်းစားစေခြင်းတဲ့အခါမှာကောင်းစားအောင်မလုပ်ပေးရလဲမလုပ်တဲ့နာတွေရှောင်ရှားဖို့လုပ်တဲ့နာတွေလုပ်ဖို့ဆိုတာကိုအမြဲမပြတ်ဆုံးမသွန်သင်ပြီးပညာတတ်အောင်သင်ပေးရုံမှတပါးသားသမီးကမိမိတို့ဆုံးမတဲ့အတိုင်းမလိုက်နိုင်ရင်မိဘဘာတတ်နိုင်ဘာမှတတ်နိုင်အဲ့တော့သားသမီးကိုယ်တိုင်လုပ်ရမယ့်ကိစ္စတွေသားသမီးကိုယ်တိုင်လုပ်မှသာသင်ជីវတိုးတက်ခြင်းဆိုတာဘေးရန်အန္တရာယ်ကလွတ်မြောက်ခြင်းဆိုတာဖြစ်လာတယ်လက်တွေ့အားဖြင့်ကိုယ်သားကိုယ်သမီးဒီပဲပညာဓာတ်ကြီးဖြစ်အောင်လည်းလုပ်မပေးနိုင်ဘူးဘာလုပ်ပေးနိုင်တော့ဆိုကျောင်းကောင်းကောင်းထားပေးမယ်ဆရာကောင်းကောင်းထားအပ်ပေးမယ်ဒါဟာအတိုင်းအတာတစ်ခုရတာလုပ်ပေးမယ်သားသမီးကိုယ်တိုင်ကကြိုးစားအထောက်မှជីវတိုးတက်မှုဆိုတာဖြစ်တယ်အဲ့ဒီအတိုင်းပဲရသော်ဘုရားကိုကိုယ်ကိုယ်စိတ်ကကြတယ်တရားဝါတွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကကောင်းကျိုးချမ်းသာကိုရစေခြင်းနဲ့ထိုကဲ့သို့ဆင်းရဲဒုက္ခတွေကလွတ်မြောက်စေခြင်းနဲ့ဆိုတာမြတ်စွာဘုရားရဲ့မဟာကရုဏာကဖြစ်တယ်အကျဉ်းတရားအလွန်ကြီးမားတဲ့မြတ်ဘုရားတရားဝါတွေဆင်းရဲဒုက္ခမရောက်စေခြင်းဘူးမရောက်စေခြင်းဒီအတွက်ကြောင့်မိမိရဲ့ပညာနဲ့တရားဝါတွေဆင်းရဲဒုက္ခမှလွတ်ရလွတ်ကြောင်းကောင်းမြတ်တဲ့လမ်းတွေကိုချပြတ်သို့သောတရားဝါတွေကပိုးကလံမျိုးမိကိုတူကိုချိုးနေဆိုတာမျိုးလို့သူတို့ကိုယ်တိုင်စွတ်ပြီးတော့ဒုက္ခတွင်းကိုတိုးဝင်နေကြမယ်ဆိုရင်တော့ရသော်ဘုရားပါတတ်နိုင်ပါတတ်တူတူဆိုဒါကြောင့်မို့ရသော်ဘုရားရဲ့အဆုံးအမကိုရှင်းရှင်းလင်းလင်းသိရှိနားလည်ကြရမှာဖြစ်တယ်အတူချုပ်ပြောမယ်ဆိုရင်မြတ်စွာဘုရားကဘာဆုံးမသလဲမြန်မာလူမျိုးတွေကဖျားဆိုတဲ့စကားလုံးကိုသုံးတယ်ပါဠိစာပေမှာဗုဒ္ဓတို့ဘဂဝါတို့တထာဂတတို့ဆိုတဲ့စကားလုံးတွေကိုသုံးဟုတ်ပြီဗုဒ္ဓဆိုတာဘာကိုပြောတာလဲဆိုအသိဉာဏ်ရှိသူလို့အဓိပ္ပာယ်ရအမှန်တရားကိုသိသူသစ္စာတရားကိုသိတဲ့ပုဂ္ဂိုလ်လောကမှာအမှန်ဆိုတာကိုသိတဲ့ပုဂ္ဂိုလ်ဘုရားမိမိကိုယ်တိုင်လည်းသိတယ်တရားဝါတွေကိုလည်းသိစေတယ်ကိုယ်တိုင်သိခြင်းတရားဝါတွေသိအောင်ပြောပြခြင်းလို့ဆိုတယ်အရေးချင်းရှိတဲ့ပုဂ္ဂိုလ်မျိုးကိုဘုရားလို့ခေါ်တယ်အဲ့တော့ဘုရားဆိုတဲ့မိမိတို့ကိုယ်ဝေယုံကြည်နေကြတယ်မြတ်ဘုရားဟာပညာအားဖြင့်အလွန်ကြီးမားတယ်ထိုပညာကိုဘယ်နည်းနဲ့ရတာမန်ပညာလေးတစ်ခုပဲကြည့်အောင်ဆရာဝန်တတ်ပညာဆိုလို့ရှိရင်6နှစ်တို့9နှစ်တို့အခြေခံအဖြစ်စီးပူးကြအင်ဂျင်နီယာတတ်ပညာတွေလောကီပညာသည်ပဲနဲ့ကြာရှိစွာဗုဒ္ဓရဲ့ပညာရဘလောက်စီးပူးရလဲဆိုရင်4သိချေနဲ့ကမ္ဘာတသိပါရမီဖြစ်ပြီးတော့လေ့ကျင့်သင်ကြားမှဒီပညာရတည်ရရသော်ဘုရားရဲ့ပညာကိုသဗ္ဗညုတဉာဏ်လို့ဒီလိုခေါ်တယ်သဗ္ဗညုဆိုတာအရာခတ်သိမ်းကိုသိတယ်ဆိုတာလောကမှာသိစရာတွေအများကြီးရှိတယ်အဲ့ဒီသိစရာဟူသမျှကိုသိတာသဗ္ဗညုလို့ပြောတယ်ယာဝတကံညေယံတာဝတကံညာဏံနဲ့ဇာဝတကံညေယံတာဝတကံညာသိเสียရှိသလားသိဖို့ကလိုက်တာခွန်ကြီးတို့တွေကိုယ်စဉ်းစားကြည့်သိเสียရှိတဲ့ထဲမှာကိုသိတာကနည်းနည်းလေးပဲသိเสียတွေကအများကြီးသိတာကနည်းနည်းလေးအဲ့တော့ဉာဏ်နဲ့သိเสียနဲ့မမျှကြဘူးသိเสียတွေကအများကြီးချမ်းမြတ်စွာဘုရားကျတော့အဲ့လိုမဟုတ်ဘူး
လေသိခြင်းနဲ့ကဘာတသိစီဘူးအထုတ်ခဲ့တာဖြစ်သောကြောင့်ယာဝတကံဉေယံတာဝတကံဉာဏ်သိเสียအတိုင်းအတာရှိသလောက်သိမှုဆိုတာဖြစ်ပေါ်ယာဝတကံဉာဏ်တာဝတကံဉေယံဘုရားသိတဲ့ဉာဏ်အားလျော်စွာသိเสียဆိုလိုတာကသိเสียတဲ့အတိညာအဝင်ခွင်ချဖြစ်နေတယ်လို့ဆိုဘုန်းကြီးတို့တွေမှာသိเสียကများပြီးသိတာကနည်းနေတယ်လို့ဆိုတော့အဲ့တော့သဗ္ဗညုလို့ဆိုတာအကြောင်းအရာတစ်ခုကိုပြည့်ပြည့်စုံစုံကုံစင်အောင်သိစွမ်းနိုင်တာသဗ္ဗညုသိခြင်းလို့စဉ်းစားလိုက်တာနဲ့တပြိုင်နက်ဉာဏ်တော်ကိုသုံးချလိုက်တာနဲ့သိเสียရှိသမျှအချင်းချမ်းမရှိအောင်ကုန်သိတယ်အဲ့ဒီလိုဉာဏ်မျိုးကြီးကိုရအောင်တာမန်နဲ့ရလာတာမဟုတ်ဘူးကဘာပေါင်းလေးအသိချေနဲ့တသိန်းပါရမီတမ္ပါရဖျားဖြစ်ကြောင်းတရားပေါင်းတွေစုပေါင်းစီဘူးအထုတ်ခဲ့လို့ရရှိလာတာဖြစ်တယ်နော်ဒါကြောင့်မို့ရသော်ဘုရားမှာအကျဉ်းတရားနဲ့ပညာတရားဟာပြည့်ပြည့်စုံတယ်လို့ဆိုတာအကျဉ်းတရားကြီးမားသလားပညာတရားနဲ့သိเสียမှန်တရားကိုအသေးစိတ်သိပြီးတရားတွေရဲ့အကျိုးစီးပွားဖြစ်ရဖြစ်ကြောင်းကိုလမ်းညွှန်မှုပေးခဲ့တာဖြစ်တယ်နော်ရသော်ဘုရားပေးတဲ့လမ်းညွှန်မှုတွေဟာဘယ်တော့မှမှားသွားတယ်ဆိုတာမရှိဘူးဒါကြောင့်မို့ကိုရောမြတ်ရဲ့တရားတော်တွေထဲမှာသွဲခါတုံးပခဝတ္တာဓမ္မောရသော်ဘုရားဟောတာဟာအကြောင်းနဲ့အကျိုးနဲ့ပြည့်ပြည့်စုံစုံမမှန်ကန်ကန်ဟောတာဖြစ်သောကြောင့်သွားခါတပြည့်စုံတဲ့ဟောပြောချက်တွေဖြစ်တယ်အဲ့ဒီပြည့်စုံပြီးတော့မှားယွင်းချွတ်ချော်မှုမရှိတဲ့ဟောပြောချက်တွေလူတိုင်းသိခွင့်ရှိလို့တန်ဋိဋ္ဌိကောကိုယ်တိုင်သိနိုင်တယ်ကိုယ်တိုင်သိတာဟာအချိန်ဆိုင်ရမှာမဟုတ်လို့အကာလိကောဒီလိုကိုအည်ချင်းနေတယ်ရှိသို့တော်မြတ်စွာဘုရားဟောတဲ့တရားတိုင်းကိုလူတိုင်းကအကုန်လုံးသိနိုင်လားလို့ဆိုတော့ပစ္စတံဝေရိတဘောဝေညူဟိလုံလောက်တဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်မှသိတယ်တာမန်ပုဂ္ဂိုလ်တွေကြတော့လေသိနိုင်စွာမရှိဘူးလောကီကိစ္စတောင်မှပဲမသိတာတွေအများကြီးပဲလေအခုလိုတရားဓမ္မနဲ့ပတ်သက်လာလို့သိဖို့သိနိုင်လောက်တဲ့ပညာစွမ်းရှိဖို့လိုအပ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားဟောပြောဆုံးမတဲ့အဆုံးအမတွေအချင်းချုပ်ပြောလိုက်မယ်ဆိုရင်ဘာဆုံးမတာလဲဆိုရင်မလုတ်တဲ့နာနဲ့လုတ်တဲ့နာဒီနှစ်ခုဆုံးမမလုတ်တဲ့နာကိုလုတ်ရင်နောင်တပူပန်ရမှာဖြစ်တယ်လုတ်တဲ့နာကိုမလုတ်ဘဲနေရင်လည်းနောင်တပူပန်ရမှာဖြစ်တယ်ပေါ့အဲ့တော့မလုတ်တဲ့နာဆိုတာဘာလဲမကောင်းမှုအကုသိုလ်ဆိုတတိယပြည့်ပြောရင်ဒုစရိုက်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ဇေယိုက်ဆိုးနှုတ်မှာဖြစ်ပေါ်လာတဲ့ဇေယိုက်ဆိုးကိုယ်ကြီးလက်ရောက်ပြုလုပ်တတ်တဲ့ဇေယိုက်ဆိုးမနောဒုစရိုက်ဝစီဒုစရိုက်ကာဒုစရိုက်လို့ဆိုတယ်ဇေယိုက်ဆိုးတွေစိတ်ထဲမှာဖြစ်ပေါ်လာတဲ့စိတ်ကိုပူလောင်တတ်တဲ့ကိလေသာတရားတွေစိတ်ရဲ့အညစ်အကြေးတွေအဲ့ဒါတွေဟာမိမိတဏ္ဍာမှာမဖြစ်စေရဘူးဘာနဲ့ဥပမာတူလို့ဆိုရင်ကိုယ့်ရဲ့သွေးသားထဲမှာအဆိပ်တွေဝင်နေတယ်ဆိုရင်ဒီပုဂ္ဂိုလ်အသက်ရှင်ဖို့အတွက်အန္တရာယ်ကြီးဖြစ်လာတယ်သွေးထဲမှာအဆိပ်တက်နေပြီဆိုရင်ကျန်းမာရေးထိခိုက်လာမယ်အသက်အန္တရာယ်ဖြစ်လာမယ်အဲ့ဒါလိုပဲစိတ်အစဉ်ထဲမှာလောဘတွေဒေါသတွေမောဟတွေဆိုတဲ့အကုသိုလ်တရားတွေကိုယ်စိတ်စဉ်နဲ့ရောက်လာပြီဆိုလို့ရှိရင်စိတ်ဟာဖြူစင်မှုမရနိုင်ဘူးညှဉ်းနှွမ်းပြီးတော့ပူပန်ကြောင်းကြရတဲ့စိတ်မျိုးတွေကိုဖြစ်ပေါ်စေတတ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကမလုတ်တဲ့နာကိုရှောင်ဖို့ဆိုပြီးရှင်းရှင်းနဲ့ပြည့်ပြည့်စုံစုံဟောကြားထားတာဖြစ်တယ်အဲ့ဒါကိုတရားတွေကမရှောင်မဲနဲ့လုပ်ပဲသို့တော့စိတ်ကတော့ချမ်းသာခြင်းလဲဆိုရင်ချမ်းသာမှာတော့မဟုတ်ဘူးမရှောင်မဲနဲ့လုပ်မယ်ဆိုရင်တော့ဆင်းရဲဒုက္ခနဲ့ကြုံရမှာပဲဖြစ်တယ်နော်အေးလုတ်တင်နာကိုလည်းမလုတ်ခဲမနေရလုတ်တင်နာဆိုတာဘာလဲခ
ကုသိုလ်ကောင်းမှုကုသိုလ်ဆိုဒီမှာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေကိုရစေနိုင်တယ်ကုသလဆိုတဲ့စကားလုံးကအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေနိုင်တဲ့အရာတော့ဘုကိုယ်ရင်နဲ့နှလုံးထဲမှာရှိတဲ့လောဘဒေါသမောဟဆိုတဲ့အဆိုးတရားတွေကိုဖယ်ရှားပြစ်နိုင်တဲ့စွမ်းအားရှိတဲ့တရားကုသလခေါ်ပုံညာလို့ပြောတဲ့အခါပု္ပ္ပဘဝနိဗ္ဗာန်ဒိဋ္ဌိတိပုံညာလို့ဆိုတဲ့အတိုင်းအဲ့ဒီကုသိုလ်ကောင်းမှုမိမိရင်နဲ့နှလုံးထဲဖြစ်ပြီးဖြစ်တဲ့အတိုင်းနှုတ်ကပြောတယ်ကိုယ်ကြီးလက်ရောက်လုပ်တယ်ဆိုရင်အဲ့ဒီပုံညာဆိုတဲ့ကုသိုလ်စွမ်းအားကြောင့်ဖြစ်လျက်ဘဝဟာထက်တန်းကြတဲ့ပုဂ္ဂိုလ်မျိုးဖြစ်လာပု္ပ္ပဘဝပူဇော်တိုက်တဲ့ဂုဏ်ပြုတိုက်တဲ့အရည်ချင်းရှိတဲ့ပုဂ္ဂိုလ်မျိုးပါဖြစ်တယ်အဲ့တော့ကုသိုလ်ဆိုဒီမှာလူလောကမှာအစဉ်ပြေးနေမှုမှန်သမျှချမ်းသာဒုက္ခမှန်သမျှကုသိုလ်ရဲ့အကျိုးတရားများဖြစ်တယ်အဲ့ဒါကြောင့်လုံးသင်တာကိုလုံးဝမှာဖြစ်တယ်လုံးသင်တာကိုဟိတမလုံးသင်တာကိုအာဟိတသရဝရရဲ့တဏ္ဍာမှာဟိတဆိုတဲ့ကုသိုလ်ကောင်းမှုကိုဖြစ်စေသရဝရကချမ်းသာခြင်းရတယ်ဘဝမှာကောင်းစားခြင်းနဲ့ချမ်းသာတဲ့ဘဝရောက်ခြင်းနဲ့အသက်ရှိခြင်းညနောက်ဆုံးမှာဆင်းရဲဒုက္ခတွေလုံးဝလွတ်မြောက်ခြင်းနဲ့ဆိုရသော်ဘုရားကဟိတဆိုတဲ့အကြောင်းတရားကိုဟောပြီးဟိတဆိုတာကုသိုလ်ကောင်းမှုပဲဖြစ်တယ်နော်ကုသိုလ်ကောင်းမှုဆိုတာတရားတွေချမ်းသာခြင်းနဲ့ဆိုရင်ဒါနကောင်းမှုလုပ်ကြဖြစ်ဒါနကောင်းမှုလုပ်အောင်ဒါနကောင်းမှုလုပ်တယ်လို့ဆိုတဲ့အခါကိုတော်မှစာဝတ်နေမပြည့်စုံဘူးဒါနကောင်းမှုဘယ်လိုလုပ်မလဲလို့တွေးမိကောင်းတွေးမိလိမ့်မယ်ဒါနဖြစ်ဖို့ရအလွန်လွယ်ကူပါတယ်မြတ်စွာဘုရားကဟောထားတယ်ကိုစားတဲ့ပကံတို့အိုးခွက်တို့ဆေးကြောရင်တောင်မှပဲစိတ်ကလေးပဲတိဆောက်လိုက်ပါကိုစားတဲ့ပကံသမင်းကြံဟင်းကြံလေးတွေတရားလေးတွေစားပါစေဆိုတဲ့အနေနဲ့စွန့်ပြစ်ရင်တောင်မှပဲဒါနရဲ့အကျိုးဟာသက်ရောက်မှုရှိတယ်လို့ပြောဆိုကုံကုံဟောထားတာနော်အဲ့ဒါလောက်ထိအောင်ဒါနကောင်းမှုဖြစ်နိုင်ဒါအသေးဆုံးဒါနဖြစ်နိုင်တာကိုပြောပြတယ်နော်ဝိသဂောတသုတ်တံမှာမြတ်စွာဘုရားဒီတိုင်းဟောတာအိုးဆေးရည်ခွက်ဆေးရည်လေးတွေကိုပဲတရားလေးတွေစားကြပါစေဆိုတဲ့ဒီစိတ်ဓာတ်ကိုတော့မွေးရစားကြပါစေဆိုတဲ့စိတ်ဓာတ်နဲ့စွန့်ပစ်မယ်ဆိုလို့ရှိရင်ဒါနဖြစ်တယ်လို့ဒီလိုဟောတာအဲ့တော့ဒါနဖြစ်ဖို့ရကိုစားတဲ့ထဲကတစ်လုံးလောက်လျှော့စားမယ်အလွန်ကြီးမားဒါနကောင်းမှုဖြစ်တယ်ကိုဝတ်တဲ့အဝတ်ထဲကတထဲလျှော့ဝမယ်လှူလိုက်မယ်တန်းလိုက်မယ်ပေးလိုက်မယ်ကမ်းလိုက်မယ်ကိုစားမဲ့မုတ်တစ်ချက်ထဲကတချမ်းခွဲပေးလိုက်မယ်ငပြောသည်ဆိုရင်တချိုးခွဲပေးလိုက်ဒါနဖြစ်တယ်ဖြစ်မဲ့ဖြစ်เสียဒါနဆိုတာအမှန်တမ်းလွယ်ကူတယ်လို့ဒီလိုပြောဒါလောက်လွယ်ကူတဲ့ဒါနကိုလူတွေဘာကြောင့်မလုပ်ကြသလဲမြန်မာလူမျိုးတွေကတော့ဒါနကောင်းမှုပြုတဲ့နေရာမှာတော့စံပြုလောက်အောင်လုပ်ကြပါလေဘာကြောင့်လုပ်လဲမြတ်ဗုဒ္ဓရဲ့အဆုံးအမမွေးကြတဲ့ကမမွေးခင်မိသားစုဘဝမိဘမျိုးရိုးအနေနဲ့ကိုရရှိထားတာဖြစ်တော့ဒါနကောင်းမှုတော့ပြုချဒါနကောင်းမှုမပြုနိုင်တဲ့ပုဂ္ဂိုလ်တွေဟာဘာကြောင့်မပြုနိုင်ကြတာတော့ဆိုမစ္စေရာစပမာရာစဧဝံဒါနနာတိယတိနှမျောခြင်းကြောင့်လဲဒါနကောင်းမှုကိုမလုပ်မိကြဘူးပမာဒဆိုတဲ့အလုပ်ကိစ္စတွေကမှစိတ်ဝင်စားပြီးဒါနပြုဖို့ရစိတ်မဝင်စားတာမေ့လျော့နေတာမေ့လျော့နေခြင်းကြောင့်လဲဒါနကောင်းမှုမလုပ်ဖြစ်ကြဘူးတဲ့ဒါကြောင့်နှမျောလို့မလုပ်ဖြစ်တာကတစ်ခုမေ့နေလို့မလုပ်ဖြစ်တာကတစ်ခုအဲ့ဒါနဲ့ဒါနကောင်းမှုကိုမလုပ်မိကြဘူးပုံညာအာကိင်ခမနေတာကုသိုလ်ကောင်းမှုရဲ့အကျိုးကိုမြောက်ကိုတန်းတာတဲ့ပုဂ္ဂိုလ်တွေဟာဒေယံဟောတိဇာနာပညာရှိပြီဆိုလို့ရှိရင်
ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုမျှော်မြင်တတ်တဲ့ပုဂ္ဂိုလ်တိုင်းဒါနကိုလုပ်ရမယ်လို့သူတို့ဆိုနော်လုပ်သင့်လုပ်ထိုက်တာဒါနကောင်းမှုလုပ်ခြင်းဖြင့်လောကလူတွေဟာမရှိလို့မလှူလို့မရှိဆိုတဲ့တန်တရားတွေကထွက်နိုင်ကြမှာမဟုတ်ဘူးမြန်မာနိုင်ငံမှာဆရာတော်ဥပုပ်ဆိုတာကြားဖို့ကြလိမ့်စာပေလောကမှာအလွန်ထင်ရှားတဲ့ဆရာတော်ကြီးတစ်ပါးမာကြီးတော်မင်းလက်ထက်ကနမတော်မေနုတို့ကိုးခဲ့တဲ့ဒီနာအင်းဝနားလေးမှာမေနုအုပ်ကျောင်းမှာရှိတယ်အဲ့ဒီကျောင်းမှာသတင်းသုံးသွားတဲ့ဆရာတော်ဥပုပ်ရဲ့မေတော်ကြီးကဆင်းရဲနွမ်းပါတော့ဆင်းရဲနွမ်းပါတော့တစ်ပတ်အနွမ်းလေးပခုံးပေါ်တင်ပြီးတော့ဆရာတော်ဥပုပ်စီလာမေတော်ကြီးကဆင်းရဲနွမ်းပါတယ်တခုခုစွန့်ပါဆိုတော့ဆရာတော်ဥပုပ်ကဘာလုပ်လဲဆိုတက္ကမကြီးပခုံးပေါ်ကပါတဲ့တပတ်ကလေးလှူခဲ့လို့ဆိုတာမန်ပုဂ္ဂိုလ်တွေကတော့ဒီဘုန်းကြီးနဲ့ကစီနဲ့ဟိုကမရှိလို့လာပြီးတော့တောင်းတာကိုရှိတဲ့တပည့်အဟောင်းလေးတောင်အလှခံလိုက်သေးတယ်လို့ထင်ကောင်းထင်ကြတယ်သို့တော့ဆရာတော်ကြီးကအလွန်ပညာကြီးမားတယ်အေးမရှိလို့မလှူလို့ရှိရင်လည်းမရှိဘူးဆိုတဲ့တန်တရားကလုံးမှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ဒီတပည့်အဟောင်းကလေးလှူသွားလို့ရှိရင်ဒါနကုသိုလ်ဖြစ်တယ်ဒါနကုသိုလ်ဖြစ်သွားရင်ဒီတပည့်တဲ့သားတဲ့အဝတ်ထည်ရလာမှာလို့ဆိုတာရဗုဒ္ဓရဲ့အဆုံးအမတိုင်းသိရှိနားလည်လို့တက္ကမကြီးပခုံးပေါ်ပါတဲ့တပည့်ကလေးလှူခဲ့လို့ဆိုချီးမြှောက်တယ်လို့ခေါ်လိုက်တာနော်ချီးမြှောက်လိုက်တယ်အဲ့တော့အဲ့လိုလှူလိုက်တဲ့အခါကျတော့နောက်ပိုင်းဘာတွေဖြစ်တယ်ဆိုတာတော့မသိရဘူးသို့တော့နမတော်မေနုကတော့ဆူချလိုက်မယ်ထင်ပါတယ်သူဆရာတော်အကြောင်းသိတယ်မေတော်ကြီးကိုဆုလက်ပြီးချပြီးဒါနကောင်းမှုကိုအကြောင်းပြုပြီးတော့ချမ်းသာဒုက္ခရရှိပြီးတော့သွားလောကမှာမလှူလို့မရှိလို့မလှူဘူးဆိုတဲ့လူတွေဟာမလှူလို့လည်းမရှိတာဖြစ်တတ်တယ်ပေါ့ဒါကြောင့်မို့ဒါနကောင်းမှုဆိုတာနယ်သည်ဖြစ်စေများသည်ဖြစ်စေမိမိတတ်နိုင်တဲ့အတိုင်းအတာတစ်ခုနဲ့အမြဲတမ်းပြုလုပ်ရမယ်ပြုလုပ်ခြင်းဟာမှန်ကန်တယ်နည်းနည်းပါးပါးလှူလို့ဥပမာမြန်မာနိုင်ငံမှာဆိုရင်ဒါနကောင်းမှုလုပ်ဖို့အမတန်လွယ်တယ်ကိုစားဖို့ချက်တဲ့ထမင်းတွေကတန်ဃာတွေဆုံးခံလာလဲဆုံးလေးတစ်စုံလောင်းလိုက်အောင်ဒါနကောင်းမှုဖြစ်တယ်ဖင်းလေးတစ်ခွဲလောင်းလူလိုက်လဲဒါနကောင်းမှုဖြစ်တယ်အဲ့ဒါလို့ဒါကြောင့်မို့လို့မဂ္ဂဒေဝလင်္ကာကြီးကိုရေးတဲ့မန္လိဆရာတော်ကြီးကရေးထားတာနော်ရေအေးတစ်ခွက်စီတစ်စက်နဲ့လက်ဖက်တရိုးချမ်းတချိုးမြတ်ရေအေးလေးတစ်ခွက်ပဲဖြစ်စီဒါနဖြစ်တယ်စီတစ်စက်နဲ့လက်ဖက်တရိုးချမ်းတချိုးမြတ်ဒါနဟူသည်မျက်နှိုးချီပြုဒါနဟူသည်ကုသိုလ်ကောင်းမှုရပြုလို့ရေးထားတာအဲ့ဒါဘာပဲဖြစ်ဖြစ်ဒါနကောင်းမှုပြုလုပ်ခြင်းအဖြစ်သာဝတိအစဉ်ပြေလာမှာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒါနဆိုတာကိုဒါနဟာတရားရည်ရဲ့အကျိုးစီးပွားအတွက်ဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားကဟိတေဘဝတ္တနေနာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်ဖို့လမ်းညွှန်မှုပေးတာဒီလိုဆိုတာနော်မြတ်စွာဘုရားအလောင်းတော်ဟာသူမိတာဘဝကနေလှုပ်လာခဲ့တဲ့ဒါနသူမိတာဘဝမှာရှိသမျှပိုင်ဆိုင်သမျှပစ္စည်းဥစ္စာတွေယရနာတိုက်တွေအကုန်ဖွင့်ပြီးလိုချင်သူယူဆိုပြီးဒါနချပေးတာဒါနကောင်းမှုပြုသွားတယ်နောက်ဆုံးပါရမီဖြည့်လို့ဝိသန္တရာမင်းဘဝရောက်လာတဲ့အခါမေတော်ကမွေးလိုက်တဲ့အချိန်မေတော်ဝမ်းကကျွတ်လာပြီးလူဘဝရောက်လာတဲ့အချိန်လေးမှာ
ပထမဆုံးစကားဘာပြောလဲဆိုအမေဘာလှူစရာရှိတော့အဲ့ဒါစပေးဒါနကောင်းမှုဘလောက်လုပ်ခဲ့တယ်ဆိုတာစဉ်းစားကြည့်မွေးချင်းပထမဆုံးပြောတဲ့စကားဟာဘာလှူစရာရှိတယ်လှူခြင်းတယ်ဆိုတာဘယ်သူပြောတယ်ဒါနကောင်းမှုလို့ရသော်ဘုရားကိုယ်တိုင်ကသုတ်တန်တစ်ခုမှာဟောထားတယ်ငါဘုရားသိတယ်လို့ဒါနရဲ့အကျိုးလူတွေသိကြမယ်ဆိုရင်တဲ့နောက်ဆုံးထမင်းလောက်တောင်မှပဲမလူပဲစားမှာမဟုတ်ဘူးလို့ရသော်ဘုရားကသုတ်တန်တစ်ခုမှာလူဟောထားအေးဒါကြောင့်မို့ဘဝတန်တရားမှာချမ်းသာခြင်းနဲ့ဆိုရင်ဒါနကောင်းမှုလုပ်ဖြစ်အောင်လုပ်ရမယ်ဒီလိုဆိုလို့ပေါ့ဒါဟာတရားရည်ရဲ့အကျိုးစီးပွားအတွက်ရသော်ဘုရားရဲ့လမ်းညွှန်ချက်ပဲဖြစ်တယ်ပေါ့ဟုတ်ပြီနောက်လှုပ်တဲ့လှုပ်ထိုက်တဲ့ကုသိုလ်ကောင်းမှုဘာလဲလို့ဆိုရင်သီလကိုချင်းသီလဟာသိအရေးကြီးတယ်လူဘဝရလာရင်လူတိုင်းဟာအသက်ရှိခြင်းနဲ့ကျမ်းမာခြင်းနဲ့ဒါကြောင့်မို့စုပေးစုယူလုပ်တဲ့အခါမှာအသက်ရှိပါစေအသက်ရှိပါစေအသက်ရှိပါစေဆုတောင်းကြတယ်ဆုအဲ့တော့အသက်ရှိတာကိုလူတိုင်းမျက်နှိုးတယ်ဆိုတာသိကြတယ်ပေါ့အဲ့ဒီလိုအသက်ရှိခြင်းနဲ့ကျမ်းမာခြင်းနဲ့ဆိုရင်ဘာလို့ရမလဲပါဏာတိပါဒံဝေရမဏိသိက္ခာပဒံသမာရိယပဲဆိုသူများတဲ့တတ်ခြင်းမှရှောင်ဖို့ရှောင်ရမယ်ဘာအကြောင်းပြနဲ့မှမတတ်ရဘူးနော်တချို့ကအကြောင်းပြတယ်ခြေနေကြိုက်တာခြေမတတ်လို့ရှိရင်ငှက်ဖျားယောဂဖြစ်မယ်တွေးပြီးတော့ကြောက်တယ်လေခြေနေတတ်နေတော့ရောငှက်ဖျားယောဂမလာဘူးလားဆိုလာတာပဲဘယ်လိုပဲပိုးသက်ဆေးတွေသုံးလာနေမှာအဲ့တော့ခြေမကိုက်အောင်ငှက်မတတ်ရဒီခြေကိုမတတ်ရပဲနဲ့ငှက်ဖျားယောဂဖြစ်စေတဲ့ခြေတွေကိုမတတ်ရပဲနဲ့နေနိုင်တဲ့နည်းတွေရှိတယ်ပေါ့ခြေမကိုက်အောင်နေမယ်ခြေနေမပေါက်ဖွားအောင်ကိုယ်အိမ်ပတ်ဝန်းကျင်ကိုတန့်ရှင်းအောင်နေမယ်ဆိုတာဒီကြပါဏာတိပါဒမပါပဲနဲ့ခြေကိုက်ခြင်းကလွတ်အောင်ခြေတော်နဲ့အိမ်မယ်လုံးချုံနေမယ်ဆိုတာတွေနဲ့လောကကြီးမှာနေလို့ဖြစ်ပါလေအဲ့တော့ပါဏာတိပါဒကရှောင်ပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာအသက်ရှိခြင်းကျမ်းမာခြင်းဆိုတဲ့အကျိုးရမှာသိချာအေးပါဏာတိပါဒကျွလွန်ခဲ့တဲ့အကျိုးဆက်ကလေးကတော့ဘာလို့ဆိုမွေးလာတဲ့ကယောဂနဲ့အင်္ဂါမစုံတာမွေးလာတယ်ဆေးရုံဆေးကန်းနဲ့ပဲမပြတ်ယောဂကုနေရတယ်လောကကြီးမှာကြည့်ကျမ်းမာမာနဲ့မွေးလာတဲ့ပုဂ္ဂိုလ်ရှိသလိုမကျမ်းမာမာဖြစ်လာတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးအဲ့ဒီလိုကွဲပြားခြားနာတာဟာဘု து ကြောင့်ကွဲပြားခြားနာတာတော့ဆိုဘယ်သူမပြုတ်မိမှုပဲကိုလုပ်ခဲ့တဲ့ကံကြောင့်ဖြစ်တယ်လို့ဆိုမြတ်စွာဘုရားဒီလိုဖြေထုတ်တာဟုတ်ပြီလူတွေဟာနေ့စဉ်နဲ့အမျှကြိုးစားစီးပွားရှာကြအဲ့ဒီလိုစီးပွားရှာတဲ့အခါမှာတချို့လူတွေကပြောကြတယ်လောဘရှိလို့စီးပွားရှာတယ်ဒါကြောင့်မို့ချမ်းသာတယ်လို့ထင်တယ်လောဘကြောင့်ချမ်းသာတာမဟုတ်ဘူး။ဘာကြောင့်ချမ်းသာတာတော့ဆိုပညာနဲ့လုံလကြောင့်ချမ်းသာ။စီးပွားရှာတတ်တဲ့ပညာရှိရ။စီးပွားရှာဖို့လုံလဝိရိယရှိရ။လုံလဝိရိယနဲ့ပညာကြောင့်လူတွေဟာစီးပွားဖြစ်တာ။လောဘကြောင့်ဖြစ်တာမဟုတ်ဘူး။လောဘကြောင့်ဆိုရင်သင်စရာတောင်မလိုဘူး။ကြောင်းတွေဖွင့်စရာမလိုဘူး။မွေးတဲ့ကလောဘရှိတယ်တော့လောဘကြောင့်စီးပွားဖြစ်တာမဟုတ်ဘူးတချို့ကလောဘကြောင့်စီးပွားဖြစ်တယ်လို့ထင်တယ်လောဘကြောင့်ဖြစ်တာမဟုတ်ဘူးလောဘကလိုချင်ယုံလိုချင်တာလိုချင်ယုံပဲတတ်မဲ့ယုံပဲသိမ့်ပတ်ယုံပဲသို့တော့စီးပွားရှာတတ်တာကတော့ပညာနဲ့ဝိရိယပါဖြစ်တယ်ပေါ့အဲ့တော့ပညာဝိရိယကိုရှိခြင်းအပြင်စီးပွားဥစ္စာတိုးတက်အဲ့ဒီလိုစီးပွားဥစ္စာတွေတိုးတက်လာတဲ့ကိုယ်တိုင်ရှာကြံထားတဲ့စီးပွားဥစ္စာတွေဟာမိတယ်ပါသွားလိုက်ရေတယ်မျောသွားလိုက်တခိုးခံလိုက်ရတဲ့မင်းဆိုရာဇာတွေအသိခံလိုက်ရကိုယ်အိမ်မှာမလိမ္မို့မလိမ္မာသားဆိုသမီးဆိုတွေကဖြုံးလို့ကုန်သွားတာအဲ့ဒါလို့ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့ရန်သူမျိုး၅ပါးရဲ့နှိမ့်ဆက်မှုတွေနဲ့ပစ္စည်းတွေခဏခဏပြတ်တယ်ဆိုတာဟာ
အာရိဏဒါနမလုံခဲ့တာလို့ဆိုအောင်အာရိဏဒါနမလုံခဲ့ဖြစ်အာရိဏဒါနလုံတဲ့ပုဂ္ဂိုလ်ကြကိုရှာထားတဲ့စီဝါဥစ္စာဘယ်တော့မှပျက်စီးသွားတာမရှိဘူးတခါကာမေတုမိစ္ဆာစာရဆိုတာကြည့်သူတို့ဘာတာမယာဂုံသိက္ခာပြည့်ရွံ့အောင်လုပ်တဲ့ပုဂ္ဂိုလ်ကိုယ့်ရဲ့ဂုံသိက္ခာပြည့်ရွံ့သွားလူလောကမှာအရာထဲမှာအမုန်းခံရဆုံးပုဂ္ဂိုလ်မျိုးဖြစ်သွားအေးဂုံသိက္ခာတွေကြာဆင်းပြီးတော့လူမုန်းများတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လူချစ်လူခင်ပေါ်များဖို့ဆိုတာကာမေတုမိစ္ဆာစာရရှောင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်တခါမူတဝါဒသူတစ်ပါးအကျိုးပျက်စီးအောင်လိမ့်လေပြောကြတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာဖြစ်လဲမဟုတ်မတရားကိုဆွဆွဲခံရတဲ့အရာထဲမှာပစ္စည်းပြောင်းတယ်ဆိုရင်သူပဲနေမှာလို့ဆွဆွဲခံရဘာလို့လို့မဟုတ်တာလို့ရင်သူပဲဆွဆွဲခံရတတ်တယ်မူတဝါဒမလုံခဲ့ရင်အဲ့ဒီလိုဖြစ်တယ်အကယ်၍မူတဝါဒလုံယုံခဲ့တယ်ဒီသီလကိုထိမ့်သိမ်းဆောက်ရှောက်တယ်ဆိုရင်ဘယ်သူကမှသူ့ကိုဆွဆွဲပြောချင်ဆိုတာမရှိဘူးဟောသူရမေရိယမလုံခဲ့တဲ့ပုဂ္ဂိုလ်တရားမှာလူဖြစ်လာတော့လဲအယူအနှံတော့မဟုတ်ချက်မပြေတဲ့ပုဂ္ဂိုလ်ဖြစ်လာအသိဉာဏ်လည်းထုံထုံထိုင်းထိုင်းဖြစ်လာတတ်တယ်ဒါကြောင့်မို့၅ပါးသီလတပါးမှမလျှော့ရပဲနဲ့၅ပါးသီလပြည့်ပြည့်စုံစုံဆောက်တည်ပြီးဆိုရင်လူထဲမှာကျမ်းမာတယ်အသက်ရှည်တယ်ပစ္စည်းဥစ္စာတွေပေါ်များတယ်လူချစ်လူခင်ပေါ်တယ်အစွတ်ဆွဲမခံရဘူးအသိဉာဏ်ထက်မြက်တယ်ဆိုတဲ့ပြည့်စုံတဲ့လူသားတစ်ယောက်ဖြစ်လာအဲ့ဒီအကျိုးကိုရဖို့ရအတွက်ရသော်ဘုရားသီလကိုဆောင်ခိုင်းတာဖြစ်တယ်ဒီအကျိုးတရားတွေဟာသီလဆောက်တည်မှသာဖြစ်နိုင်တယ်အကယ်၍သီလမဆောက်တည်နိုင်ဘူးဆိုလို့ရှိရင်မလုံဘူးဆိုရင်ဒီအကျိုးတရားတွေဟာပြတ်ပြတ်သွားနိုင်တယ်ဟောဒါကိုဆိုလို့တဲ့ဟိတေဘောတနေနသရဝရရဲ့တဏ္ဍမှာကောင်းကျိုးချမ်းသာဖြစ်စေရဒီတဲ့အစစ်မြင့်လာပြီဆိုလို့ရှိရင်လူတွေရဲ့နှလုံးသားမှာအမုန်းတရားကင်းစင်ပြီးတော့မေတ္တာသက်ဝင်နေတဲ့နှလုံးသားမေတ္တာရှင်နှလုံးသားဖြစ်အောင်မေတ္တာဘာဝနာပွားများအထောက်ကြပပထကျင့်စဉ်အနေနဲ့မေတ္တာဘာဝနာပွားများအထောက်ပြီးဆိုရင်အောင်မြင်ပေါက်ရောက်လာတဲ့ပုဂ္ဂိုလ်ဟာမေတ္တာဘာဝနာရဲ့စွမ်းအားကြောင့်ဇံအဘိညာဉ်တွေရလာပြီးနောက်ဆုံးမှာဗြဟ္မပြေကဘာချီပြီးတော့တက်တန်းရှည်တဲ့ဗြဟ္မာမျိုးဖြစ်သွားနိုင်တယ်လို့ဆိုလိုတယ်ဒါဖြင့်ဒီတဲ့ကောင်းတာမရှိတော့ဘူးလားဆိုရင်ကုသိုလ်ဒီတဲ့ကောင်းတဲ့ကုသိုလ်ကတော့လောကကြီးဟာကိုယ်ခန္ဓာကိုယ်ကအစဘယ်အရာမှမမြဲဘူးအလုံးဟာပြောင်းလဲနေတဲ့အရာသာဖြစ်တယ်ဆိုတဲ့အနိစ္စတင်ညာအရာခတ်သိမ်းဟာပြောင်းလဲနေတယ်ထို့ပြောင်းလဲနေတဲ့မတည်မြဲတဲ့သဘောကိုဆင်ញင်သုံးသပ်ပြီးဝိပဿနာဉာဏ်နဲ့ရှုမြင်သုံးသပ်နိုင်မယ်ဆိုလို့ရှိရင်တွေ့တာမှုတွေမှန်သမျှလျှော့ချလို့တွေ့တာမှုကင်းတောကလည်းကင်းသွားပြီနောက်ဆုံးမှာစိတ်နှလုံးအေးချမ်းတဲ့အနေအထားတစ်ခုရောက်အဲ့ဒီကုသိုလ်ကတော့မေဖို့နိဗ္ဗာန်ကိုဥတည်ထားတဲ့ကုသိုလ်ဖြစ်လို့လောကီကုသိုလ်တွေထဲမှာအမြတ်ဆုံးပဲဒီတဲ့မြတ်တဲ့ကုသိုလ်ဟာအရတ္တမေဆိုတဲ့ကုသိုလ်ပဲရှိတော့တယ်မလေးပါဆိုတဲ့ကုသိုလ်တရားတွေဖြစ်ပွားပြီဆိုရင်တန်တရားဝဆင်းရဲကလွတ်ကင်းသွားနိုင်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမထဲမှာဟိတလို့ဆိုတဲ့ကောင်းကျိုးချမ်းသာကိုဖော်ဆောင်နိုင်တဲ့ဒီတရားတွေကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်ရမယ်လို့ဒီလိုဆိုအဲ့ဒီမှကောင်းကျိုးချမ်းသာရမယ်ဒါတွေမဖော်ဆောင်မဲနဲ့ဒါနမလုပ်ဖဲနဲ့ချမ်းသာကြွယ်ဝတာသီလမလုပ်ဖဲနဲ့အသက်ရှည်တာလူဘုံနတ်ဘုံရောက်တာမရှိဘူးချမ်းသာဒုက္ခရခြင်းနဲ့ဆိုလို့ရှိရင်ဟောဒီကုသိုလ်တွေကိုလုပ်တည်တဲ့အစစ်မြင့်တဲ့မေတ္တာဘာဝနာပွားများအထောက်ပြီးတော့ဇာဝိညာဉ်ထီအောင်ရောက်ရင်ပြမပြေထီအောင်ရောက်တယ်အနိစ္စတင်ညာဆိုတဲ့ဝိပဿနာကျင့်စဉ်တစ်ခုကျင့်ကြံကြိုးကိုအထောက်လို့ရှိရင်မတရားဖို့တရားဖြင့်နိဗ္ဗာန်အာယုပြုနိုင်သွားနိုင်တဲ့စစ်ထီအောင်ရောက်တယ်တန်တရားဝကလွတ်သွားနိုင်တယ်လို့ဆိုအဲ့ဒီလိုမြတ်စွာဘုရားဟောထားအဲ့ဒီထဲမှာကောင်းတာတွေလှုပ်ခြင်းအပြင်တစ်ဖက်ကအာဟိတလို့ဆိုတယ်မကောင်းတာတွေအကုသိုလ်တရားတွေကိုရှောင်ဖို့လိုတယ်အကုသိုလ်တရားတွေကိုမရှောင်နိုင်ဘူးဆိုရင်ဘာဖြစ်လဲနောင်တပူပန်ခြင်း
ဆိုတာဘသူကဖြစ်စေတာလဲနောင်တပူပန်ခြင်းရဲ့အကြောင်းရင်းကအကုသိုလ်သားတွေဖြစ်တယ်ပေါ့လောကလူတွေဟာလှုပ်တဲ့အချိန်မှာပျော်ရွှင်ချမ်းမြေ့တဲ့အောင်ရှိတော်လဲအကျိုးပေးပြီဆိုလို့ရှိရင်တော့ပူလို့မဆုံးတဲ့စိတ်ဆင်းရဲမှုတွေနဲ့ကြုံတွေ့ကြတယ်။မြတ်စွာဘုရားကရှင်းပြီးတော့ဟောထားတဲ့ဒေသနာတော်တွေရှိတယ်။ဣဒတပ္ပတိပစ္စတပ္ပတိပါပကာရီဥပယထတပ္ပတိမဟုတ်တာလှုပ်တဲ့ပုဂ္ဂိုလ်ဟာဒီဘဝမှာလည်းစိတ်ပူရမယ်။နောက်ဘဝမှာလည်းစိတ်ပူရမယ်။ဒီလိုဆိုနော်။အဲ့တော့မဟုတ်တဲ့ဟာဆိုးရုပ်တဲ့အကုသိုလ်အလုပ်တွေကိုလုပ်ပြီးဆိုလို့ရှိရင်ဒီဘဝမှာလည်းပူပန်ရမယ်နောက်ဘဝလည်းပူပန်ရမယ်နှစ်ဘဝလုံးမှာပဲပူပန်ရဒီလိုဆိုတယ်အဲ့တော့နောင်တပူပန်ခြင်းဟာဘာကြောင့်ဖြစ်တာလဲမကောင်းမှုအကုသိုလ်ကြောင့်ဖြစ်တယ်လို့ဒီလိုဆိုလို့ရတယ်ဒါမို့နောင်တဆိုတဲ့အဓိပ္ပာယ်ကအကျိုးဆက်ပေါ်လာတဲ့အခါမှာမလုံးမိတာမှားလေခြင်းဆိုတဲ့အတွေးနဲ့ပူပန်တာကိုဆိုလို့ပေါ့အတွေးနဲ့ပူပန်လာနောင်ကြမှစိတ်ထဲမှာပူလောင်ရတာပေါ့နောင်တပူပန်တယ်လို့ခေါ်တယ်အဲ့တော့နောင်တပူပန်တယ်ဆိုတာတရားကိုအားဖြင့်ဖော်ပြမယ်ဆိုရင်ဒေါသနဲ့ရှင်နဲ့ကြေကွဲဝမ်းနည်းမှုဒေါမနတဝေဒနာပဲဖြစ်တယ်ပေါ့ဒေါသနဲ့ရှင်တွဲနေတဲ့ခြေကွဲဝမ်းနည်းမှုဆိုတာအလွန်ပဲစိတ်နှလုံးပူလောင်မှုဖြစ်စေအဲ့ဒီဒေါသနဲ့ရှင်တဲ့ခြေကွဲဝမ်းနည်းမှုကိုယ်တဏ္ဍာမှာဖြစ်လာပြီဆိုရင်လူတွေဟာမျက်လုံးကနေမျက်ရည်တွေထွက်လာကြရှင်ထဲမှာပူလောင်လာတယ်မျက်ရည်တွေကျလာတယ်အဲ့ဒါလို့မျက်ရည်ကြီးပေါက်ကျလာအောင်ဆင်းရဲဒုက္ခဖြစ်ရတယ်ဘယ်သူကြောင့်လဲဆိုရင်မလုပ်တဲ့နာကိုလုပ်ပြီးလို့ပဲအကုသိုလ်တွေကြောင့်ဖြစ်တာဒါကြောင့်မို့မြတ်စွာဘုရားကတပနိယဆိုတဲ့သုတ်တံမှာဟောထားတာရှိတယ်ပူပန်စေတတ်တဲ့တရားအဲ့တော့ပူပန်စေတတ်တဲ့တရားဟာခွဲခြားကြည့်လိုက်မယ်ဆိုရင်မလုပ်တဲ့နာကိုလုပ်ထားရဲ့လုပ်တဲ့နာကိုမလုပ်ထားရဲ့ဒီနှမျိုးလုံးဟာပူပန်မှုဖြစ်စေတတ်တဲ့တရားတွေနောင်တပူပန်ခြင်းရဲ့အကြောင်းရင်းဟာမလုတ်တဲ့နာကိုလှုပ်ခြင်းနဲ့လှုပ်တဲ့နာကိုမလှုပ်ဖဲနေခြင်းနှမျိုးဖြစ်တယ်တဲ့အဲ့ဒါကြောင့်အဲ့ဒီတပနိယသုတ်တံမှာဒွေမိဘိက္ခွေဓမ္မတပနိယစိတ်ကိုပူပန်စေတတ်တဲ့သဘောဝတရားနှစ်ခုရှိတယ်တဲ့အဲ့ဒီပူပန်စေတတ်တဲ့တရားနှစ်ခုဆိုတာဘာလဲဣဒဘိက္ခွေဧကိသောလူလောကမှာဥတည်ပြီးတော့ပြောတယ်ဒီလောကကြီးမှာတချို့ပုဂ္ဂိုလ်တွေဟာအကတကလျာနောလူဘဝမှာလူဖြစ်လာတဲ့အချိန်ကောင်းတာကိုမလုပ်ဘူးအပြစ်ကင်းတဲ့အလုပ်တွေမလုပ်ဘူးကောင်းတဲ့အလုပ်ဆိုဒီမှာအလောဘနဲ့တွဲပြီးတော့လုပ်တဲ့အလုပ်နော်အလောဘနဲ့တွဲပြီးတော့လုပ်တဲ့အလုပ်ဆိုတာဘာလဲဆို generosity လှူတယ်တန်းတယ်ရဲရောအများကိုကူညီတယ်အာဒေါသနဲ့တွဲဖက်လာတဲ့အလုပ်ကောင်းတဲ့အလုပ်အဲ့ဒီအာဒေါသနဲ့တွဲဖက်လာတဲ့ဆိုပါဝင်ခြင်းမှာမေတ္တာထားတယ်ဆိုတာအဲ့ဒီအလုပ်မျိုးလည်းမလုပ်ခဲ့အမောဟလို့ဆိုတယ်လုပ်တဲ့နာနဲ့မလုပ်တဲ့နာခွဲခြားသိမှုဆိုတဲ့အမောဟနဲ့တွဲဖက်တဲ့အလုပ်ကိုလည်းမလုပ်ဘူးအဲ့ဒီအလောဘအဒေါသအမောဟလို့ဆိုတဲ့လူရဲ့စိတ်ထဲမှာဖြစ်တဲ့အရာတွေနဲ့ပြုလို့ရင်ကလျာဏကောင်းတဲ့အလုပ်လို့ခေါ်တယ်အဲ့ဒီကောင်းတဲ့အလုပ်တွေမလုပ်ဘူးတဲ့အကတကလျာဏောကောင်းတဲ့အလုပ်လုပ်ထားတာမရှိဘူးဟောကောင်းတဲ့အလုပ်ကိုလုပ်ထားတာမလုပ်ဘူးလို့ဆိုလို့အကတကုသလောအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာပေးနိုင်တဲ့ကုသိုလ်ဆိုတာမလုပ်ဘူးအကတဗိရုဒ္ဓနောအကြောက်တရားကိုတားဆီးနိုင်တဲ့ကုသိုလ်ကောင်းမှုကိုမလုပ်ဘူးလောကလူတွေဟာဘေးရန်အန္တရာယ်ကျုံလာတဲ့အခါမှာကြောက်ကြ
ဘလောက်ပဲဘေးကအန္တရာယ်ကျုံလာလားအာကိုရှိတဲ့ပုဂ္ဂိုလ်မကြောက်အဲ့တော့လောကမှာအာကိုရဆုံးကဘာလဲဆိုရင်ကုသိုလ်ပဲဒါကြောင့်မို့ကုသိုလ်ကိုဘီရုဒ္ဒနာအကြောက်တရားကိုကာကွယ်ဆုံးရှုံးနိုင်တာကုသိုလ်သာလည်းဖြစ်တယ်ပေါ့သေပြီဆိုလို့ရှိရင်သေကံဤဖြစ်လာပြီဆိုရင်လူတွေကြောက်ကြတယ်အဲ့ဒီကြောက်တဲ့အချိန်ကုသိုလ်ကောင်းမှုတတိယလိုက်အကြောက်စိတ်ဆိုတာပြေးသွားကုသိုလ်အာကိုနဲ့လူတွေဟာမကြောက်ကြဘူးဒီလိုဆိုလို့လေပေါ့ကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်တွေဟာဘယ်တော့မှမကြောက်ဘူးဆိုပါတော့ရသော်ဘုရားလက်ထက်တော်ခါကာလတော့စိတ်တသူကျွဲဆိုတာရှိတယ်အဲ့ဒီစိတ်တသူကျွဲဟာအဟောပြောလဲမတန်ကောင်းတော့သူရဲ့နောက်လိုက်တပြည့်ဥပဒက900ဘုရားကြောင့်သွားတရားဓမ္မတွေဆွေးနွေးတယ်အဲ့ဒီလိုစိတ်တသူကျွဲနောက်ဆုံးကြတော့မကြမ်းမဖြစ်ပြီးတော့သေကံဤအိယာပေါ်မှာပက်လက်လဲလျောင်းနေရတဲ့အချိန်မှာဘာဖြစ်လဲဆိုအလုံးကဝိုင်းကြည့်နေရပြီအသက်ထွက်ခါနေပြီဆိုတာမျိုးအားလုံးကဝိုင်းကြည့်နေရတယ်သူပါဇက်ကဘာတွေပြောလာတော့ဆိုတော့ဣဒံပိအနိစ္စံဣဒံပိအတုဒါလည်းမမြဲပါဘူးဒါလည်းမခိုင်ပါဘူးသူပါဇက်ကထွက်နေတဲ့စကားလုံးကအဲ့ဒီအတန်တွေထွက်လာသူတယောက်တည်းစကားပြောနေတယ်ဒါလည်းမမြဲပါဘူးဒါလည်းမခိုင်ပါဘူးလို့ဆိုတော့ဘေးကမိသားစုကတတိပေးတယ်တတိထားရောင်ပြီးတော့မပြောနဲ့လို့သူ့ကိုရောင်နေတာမှလို့ပြောတဲ့အခါကျစိတ်ဓာတ်သူကျဲကပြန်ပြောတယ်ငါရောင်တာမဟုတ်ဘူးတဲ့ငါကိုလာပြီးတော့တောဆောင်နဲ့တောင်ဆောင်နဲ့သစ်ပင်ဆောင်နဲ့တွေကလာကြတယ်လာပြီးတော့ငါ့ကိုဝိုင်းပြောနေကြတယ်စိတ်ဓာတ်သူကျဲကုသိုလ်ကောင်းမှုတွေအများကြီးရှိတယ်စိတ်ကူးမလွဲနဲ့စัจ java ရိမင်းဖြစ်အောင်စိတ်ကိုစောင့်တည်လိုက်စัจ java ရိမင်းဖြစ်ခြင်းနဲ့စိတ်ကလေးမွေးလိုက်သေရင်စัจ java ရိမင်းဖြစ်မှာလို့ဆိုပြီးတော့လာပြောနေကြတယ်တဲ့အဲ့ဒါကြောင့်မို့ငါသူတို့ကိုပြောတာဣဒံပိစัจ java ရိမင်းစီစိန်စัจ java ရိမင်းဆိုတာလည်းမမြဲပါဘူးဣဒံပိအနိစ္စစัจ java ရိမင်းဘဝဆိုတာလည်းမြဲတဲ့အရာမဟုတ်ဘူးဣဒံပိအတုဝစัจ java ရိမင်းစီစိန်ဆိုတာလည်းခိုင်မြဲတာမဟုတ်ဘူးလို့သူတို့ကိုငါပြောနေတာသာဖြစ်တယ်ဟောနတ်တွေကသူစီလာပြီးတော့ပြောနေကြသူဟာတကယ်သူတော်ကောင်းဆိုတော့စိတ်ကလေးညှို့လိုက်တာနဲ့ပဲဖြစ်မယ်ဆိုပြီးနတ်တွေကဝိုင်းတိုက်တွန်းကြတာကိုသူကဒါတွေဟာမြဲတဲ့အရာတွေမဟုတ်ပါဘူးလို့ဝိပဿနာဉာဏ်နဲ့ရှုမြင်ပြီးတော့ညင်းပယ်နေအေးနောက်ဆုံးကြတော့သူမိသားစုကသဘောပေါက်သွားပြီသူတို့ကိုလည်းပဲဆုံးမမှားကြပါအောင်လို့ဆိုတဲ့အခါပြောတယ်မင်းတို့မြတ်စွာဘုရားဗုဒ္ဓအပေါ်မှာယုံကြည်မြတ်နိုးတဲ့ယုံကြည်မြတ်နိုးမှုတရားပေါ်မှာယုံကြည်မြတ်နိုးမှုသံဃာပေါ်မှာယုံကြည်မြတ်နိုးမှုတဲ့ကိုချင်းသီလပေါ်မှာလေးလေးမြတ်မြတ်အသက်ထက်တန်ဖိုးထားပြီးတော့မြတ်နိုးမှုတွေနဲ့ပြည့်စုံအောင်နေကြလို့ဆုံးမပြီးစိတ်ဓာတ်သူကျဲဟာသိဆုံးသွားတယ်ဆိုတဲ့မှတ်တမ်းရှိတယ်နော်အဲ့တော့သူဘာလို့မကြောက်တယ်လဲပြောမယ်ဆိုရင် तू ကအနာဂတ်မှုမကြောက်ဘူးလို့ပြောကောင်းပြောလိမ့်သို့တော့ तू လှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေပေါ်မှာ तू ဟာရဲရင်နေတယ်ရဲရင်နေသည့်အတွက်ဒီကုသိုလ်ကောင်းမှုကိုဘီရုဒ္ဒနာလို့ခေါ်အကြောက်ကိုတားဆီးနိုင်တယ်လို့ဆိုအဲ့ဒါတွေကိုမလုပ်ခဲ့ဘူးတဲ့မလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာနောင်တပူပန်မှုတွေနဲ့ကြုံတွေ့ရဒါကြောင့်မို့မြတ်စွာဘုရားကနောင်တပူပန်တယ်ဆိုတာအဂတကလျာနောကောင်းတာကိုလည်းမလုပ်ခဲ့ဘူးအဂတကုသလောကုသိုလ်ဆိုတာလည်းမလုပ်ဘူးတဲ့အဂတဘိရုဒ္ဒနောအကြောက်တရားကိုကင်းနိုင်တယ်ကင်းစေနိုင်တဲ့တားဆီးနိုင်တဲ့ကုသိုလ်တရားကိုလည်းမလုပ်ဘူးတဲ့အဲ့ဒါကတခုလှုပ်တဲ့နာကိုမလှုပ်တာနော်လှုပ်တဲ့နာကိုမလှုပ်လို့ရှိရင်လည်းဘာဖြစ်လဲနောင်တပူပန်ရမယ်နောင်တပူပန်ရ
ဘယ်လိုတောင်းတပူပန်တယ်လဲလို့ဆိုလို့ရှိရင်ငါမလုံးမိတာမှားလိုက်တာခုချိန်မှာအချိန်မရှိတော့ဘူးလုံးလို့မရတော့မလုံးမိတာမှားလိုက်တာဆိုစိတ်ထဲမှာပူတာဟောနောက်တစ်ခုကတော့ဘာလို့ဆိုရင်ကတ္တပါပောအောက်တန်းချတဲ့မဟုတ်တဲ့အကုသိုလ်လုပ်တွေတော့လုပ်တယ်မလုပ်တဲ့နာတွေကိုလုပ်တယ်ကတ္တပါပောမလုပ်တဲ့အကုသိုလ်တွေကိုတော့လုပ်တယ်ကတ္တလုပ်တော့ရက်ဆက်တဲ့အလုပ်တွေကိုလုပ်တယ်ရက်ဆက်တယ်ဆိုတာသရဝါတွေအသက်ကိုတတ်တယ်ဖြတ်တယ်ဆိုတာဒါရက်ဆက်တဲ့အလုပ်နော်အကောင်ကြီးတာအကောင်သေးတာဒီမဟုတ်ဘူးတတ်လိုက်ဖြတ်လိုက်တယ်ဆိုတာဒါရက်ဆက်တဲ့အလုပ်သူတော်ဘာပစ္စည်းမတရားယူတာလည်းပြောမယ်ဆိုရက်ဆက်တဲ့အလုပ်ဘယ်သူပဲဖြစ်ဖြစ်ကိုယ်ပစ္စည်းကိုနှမျောကြမှာပဲသူတော်ဘာစိတ်ဆင်းရဲအောင်လုပ်ရင်လည်းရက်ဆက်တယ်လို့ပြောအောင်ပါပဲအဲ့တော့ကတ္တလုပ်တော့ရက်ဆက်တဲ့အလုပ်တွေကိုလုပ်တယ်အကျဉ်းတရားမရှိဘူးအလုံးပေါ်မှာအကျဉ်းမထားဘူးရဲဆက်ဆက်လုပ်တတ်တယ်ကတ္တကိဋ္ဌိသောဆိုရတဲ့အကုသိုလ်လုပ်တယ်တဲ့အဲ့ဒီလုပ်တဲ့ပုဂ္ဂိုလ်အချင်းချုပ်ကြည့်လိုက်လို့ရှင်လှုပ်တဲ့နာကိုမလှုပ်ဘူးလှုပ်တဲ့နာကိုမလှုပ်သည့်အတွက်ကြောင့်နောင်တပူပန်ရတယ်မလှုပ်တဲ့နာတွေကိုလှုပ်တယ်အကုသိုလ်တွေကိုလှုပ်တယ်အကုသိုလ်လှုပ်သည့်အတွက်ကြောင့်ကတံမေပပန္တိတပ္တိငါမဟုတ်တာတွေလှုပ်မိပြီငါလှုပ်ထားတာတွေမဟုတ်လို့တေကနေကြလို့ရှိရင်စိတ်ထဲမှာပူပန်ရတယ်တေကနေခြင်းမဟုတ်ဘူးနောင်တဆိုတာလှုပ်မိလို့လွန်လာတဲ့အခါရင်တွဲမှာငါမှားတယ်ငါလှုပ်မိသွားပြီနဲ့ဆိုတာမျိုးပူလောင်မှုတွေဖြစ်ရတယ်ရှေးတုန်းကနွားသတမညီကို2ယောက်ရှိနွားသတရားတမညီကို2ယောက်ညီကို2ယောက်နွားသနေတာလည်းမလုပ်တဲ့အလုပ်တွေလုပ်နေတာပဲအေးညီကို2ယောက်နွားသပြီးတော့အသားတွေဝေစုချရောင်းပြီးတော့စီးပွားရှာကြတယ်ပေါ့အဲ့ဒီလိုဝေစုချတဲ့အခါအကိုကြီးလှုပ်တဲ့လူနဲ့ညီနဲ့ခွဲကြတညီတဲ့ခွဲပြီးတဲ့အခါမှာညီငယ်လှုပ်တဲ့လူကဘာပြောတော့အကိုကြီးကျွန်တော်ကကလေးတွေများတယ်အသားလေးနည်းနည်းကျွန်တော်ပို့ပေးပါလို့ပြောလိုက်တဲ့အခါအကိုလှုပ်တဲ့လူကဒေါသကြီးတဲ့ပုဂ္ဂိုလ်ဆိုတော့မင်းနဲ့ငါတညီတဲ့ခွဲထားတာကိုမင်းကဘာလို့ထပ်ပြီးတော့တောင်းရတာတော့ဆိုပြီးတော့နွားတတ်တဲ့ဓာတ်နဲ့ခုတ်တတ်လိုက်တယ်ခဏခေတ်မှလည်းဘာမဟုတ်တာလေးနဲ့တတ်တယ်ဆိုတာဂျာနယ်ထဲမှာခဏခဏတွေ့နေရတယ်နော်အဲ့ဒီနွားတတ်သမား2ယောက်မှာအကိုလုံးတဲ့ပုဂ္ဂိုလ်သူညီကိုဘာမဟုတ်တဲ့အကြောင်းလေးအသားလေးနည်းနည်းပူပေးပါလို့ပြောတာနဲ့ထရပြီးတော့ဓာတ်နဲ့ခုတ်တတ်တယ်တဲ့အဲ့ဒီလိုခုတ်တက်ပြီးတဲ့အခါကျတော့သူဘာဖြစ်လဲသူညီသေသွားတဲ့အခါဩငါလုံးမိတာမှားလေခြင်းဆိုအဲ့ဒီလူဟာလည်းသိပ်မကြဘူးတပိန်ပိန်တလိမ့်လိမ့်နဲ့စိတ်သောကတွေနှိမ့်ဆက်မှုခံရပြီးနောက်ဆုံးသူလည်းသေဆုံးသွားတဲ့အခါအပင်ငရဲရောက်ရှိသွားတယ်အဲ့တော့အဲ့ဒါစဉ်းစားကြည့်မကောင်းတာမလုံးတင်တာကိုလုံးမိလို့ရှိရင်ဒီပုဂ္ဂိုလ်တွေကပထမတော့ဒေါသအလျောက်လုံးလိုက်ပြီမဲ့လို့ဒီကောင်းတဲ့စိတ်ကလေးဝင်လာတဲ့အခါငါမှားသွားပြီဆိုတာလည်းသိရအေးဒီအကုသိုလ်ရဲ့အကျိုးကိုခံစားရလို့အပင်ငရဲကြားရောက်ပြီဆိုတဲ့အခါကျထိတဲ့ဟိုစိတ်ပူရတဲ့အနေအထားမျိုးရောက်သွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားကနော်မလုံတဲ့နာလုံတဲ့နာတွေကိုမလုံရင်လည်းငါမလုံမိတာမှားလေခြင်းဆိုပြီးတော့စိတ်ပူရတတ်တယ်တဲ့မလုတ်တဲ့နာတွေကိုလှုပ်လို့ရှိရင်လည်းငါမလုတ်တဲ့နာတွေလှုပ်ပြီးလေခြင်းဆိုပြီးတော့စိတ်ပူရတတ်တယ်တဲ့ဒါကြောင့်မို့နောင်တပူပန်ခြင်းရဲ့အကြောင်းရင်းဟာဒီလို2ခုရှိတယ်လို့တပနိယသုတ်တံမှာဟောထားတာအဲ့တော့ဘုန်းကြီးတို့တွေ2ခုစလုံးလွတ်ခင်းအောင်လှုပ်တဲ့နာကိုလှုပ်ကြဖို့မလှုပ်တဲ့နာတွေကရှောင်ဖို့ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမအဓိကအကျဉ်းချုပ်လိုက်တဲ့အခါအကုသိုလ်လုပ်တွေကရှောင်ခြင်းကုသိုလ်လုပ်တွေကြိုးစားအထုတ်ခြင်းဒီ2ခုသာလည်းဖြစ်တယ်ပေါ့ချမ်းသာဒုက္ခရခြင်းနဲ့ဆိုရင်အကုသိုလ်
မလုပ်တဲ့နာကရှောင်လုပ်တဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ချင်းတာဒီနှစ်ခုနော်ရှောင်ကျင်ခြင်းနဲ့ရှောင်ခြင်းနဲ့လှုပ်ဆောင်ခြင်းဆိုတဲ့နှစ်ခုအတိအမှတ်ပြုကြရမှာပဲဖြစ်တယ်ပေါ့လုပ်ပြီးအောင်ဂရုစိုက်ကြရမှာဒါကြောင့်မို့မြတ်စွာဘုရားကကာယဒုစရိတံကတ္တဝါဝစီဒုစရိတင်္စဝစီဒုစရိတာနေသမနောဒုစရိတံကတ္တဝါရင်စဉ္ညာဒေါသတင်ညိတံလောကမှာကိုယ်ဒီလက်ရောက်မကောင်းတဲ့အလုပ်ကိုလုပ်တယ်နှုတ်ကလည်းမကောင်းတဲ့အပြောတွေပြောတယ်စိတ်ထဲကလည်းမကောင်းတာတွေကူးတယ်လူဆိုတာနော်အဲ့လိုမျိုးတွေဖြစ်တတ်တယ်စိတ်ကူးချမ်းစီတာကိုကအပြစ်ရှိတဲ့အားလေးကြာနှုတ်ကထုတ်ပြောရင်လည်းအပြစ်ရှိတယ်ကိုယ်ဒီလက်ရောက်လုပ်တာလည်းအပြစ်ရှိတယ်မကောင်းမှုဒုစရိုက်တွေပြုတခြားအကုသိုလ်တွေအပြစ်လို့ဆိုရမယ့်အရာတွေကိုလည်းပဲကိုယ်တဏ္ဍာမှာဖြစ်နေတာကိုဖြစ်မှန်းမသိရှောင်ရမှန်းမသိမရှောင်မဲနဲ့နေမယ်ဆိုရင်ဘာဖြစ်လဲအဲ့ဒီလိုမလုပ်တဲ့နာတွေကိုလုပ်ပြီးတော့လုပ်တဲ့နာကြတော့မလုပ်ဘူးတဲ့အကတ္တဝါကုသလံကမ္မံဒါနကောင်းမှုကြတော့မလုပ်ဘူးသီလကြတော့မဆောက်တည်ဘူးမေတ္တာဘာဝနာဆိုတာနည်းနည်းလေးမှမလုပ်ဘူးဆိုလို့ရှိရင်အကတ္တဝါကုသလံကမ္မကောင်းတဲ့အလုပ်အပြစ်ကင်းတဲ့အလုပ်တွေကိုမလုပ်ဘူးကတ္တဝါနာကုသလံကတ္တဝါနာကုသလံမဟုတ်အကုသိုလ်တွေပဲတွင်တွင်ကြီးလုပ်တယ်အများကြီးလုပ်တယ်ကုသိုလ်ကြတော့လုံးဝမလုပ်ဘူးဆိုလိုတာမလုပ်တဲ့နာတွေပဲလုပ်တယ်လုပ်တဲ့နာကြတော့မလုပ်ဘူးဆိုလို့ရှိရင်ကာယတ္တဘေဓာဒုပညောအဲ့ဒီစဉ်းစားဉာဏ်ကင်းမဲ့တဲ့လူသားတစ်ယောက်ဟာသေဆုံးသွားပြီဆိုလိုက်တာနဲ့တပြိုင်နက်နိရယံသောပပစ္စတိသူဟာငရဲကိုကြသွားတယ်လို့ဆိုတယ်နော်သူ့ရဲ့လမ်းဆုံးဟာငရဲပဲဖြစ်သွားတယ်ငရဲရောက်ပြီဆိုတဲ့အခါကျတော့မှပို့ပြီးတော့နောင်တပူပန်မှုဖြစ်ပေါ်စေတယ်ဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အဆုံးအမမှာမလုံးတဲ့နာကိုမလှုပ်ခြင်းနဲ့လှုပ်တဲ့နာကိုလှုပ်ခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒါကိုပဲဟိတိပဝတ္တနေနအာဟိတာသနေဝတ္တနေနတတ္တနံဘယံဟိန္တတိပုဒ္ဓောဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သူများတရားတွေရဲ့တဏ္ဍာမှာကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေတဲ့ကုသိုလ်တွေကိုဖြစ်စေအောင်မကောင်းကျိုးကိုဖြစ်စေတတ်တဲ့အကုသိုလ်တွေကရှောင်ရှားဖို့တိုက်တွန်းနှိုးဆော်လမ်းပြပေးခြင်းအဖြစ်တရားတွေတဏ္ဍာမှာကြာရောက်လာမဲ့ဘေးရန်အန္တရာယ်တွေကိုဖယ်ရှားပြစ်တတ်သောကြောင့်တရဏကိုးကွယ်ရာဖြစ်တယ်လို့ဒီလိုဆိုလို့တယ်ပေါ့မြတ်စွာဘုရားကိုးကွယ်တယ်ဆိုတာမလုံတဲ့နာနဲ့လုံတဲ့နာသိဖို့ကိုးကွယ်ကြတာဖြစ်တယ်အဲ့ဒီနောက်ကြတော့တကယ်အားထားရမှာမလုံတဲ့နာနဲ့လုံတဲ့နာသိပြီးတဲ့နောက်မှာမလုံတဲ့နာကိုရှောင်ဖို့လုံတဲ့နာကိုလှုပ်ဖို့ဆိုတာကြတော့ဘုသူတာဝန်လဲဆိုကိုယ်တာဝန်ဖြစ်သွားအဲ့ဒီကိုယ်တာဝန်အပိုင်းကိုချိပြီးအတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယသိရှိနားလည်ပြီးတဲ့နောက်မှာကိုယ့်ကိုအားကိုးရမှာဖြစ်တယ်နော်ကိုယ့်ကိုအားကိုးရမှာဖြစ်တယ်ကိုကောင်းစားဖို့ဒီမှန်ကန်တဲ့လမ်းကြောင်းမို့ကိုကိုယ်တိုင်လျှောက်လန်းကြရမှာဖြစ်တယ်အတ္တဟိအတ္တနောနာထောမိမိဒီသားနဲ့မိမိရဲ့အားကိုးရဖြစ်မယ်ကောဟိနာထောပရောတိယတခြားလူဟာဘယ်မှာကိုယ့်ရဲ့အားကိုးစရာဖြစ်မလဲအတ္တနာဟိတုဒ္ဒန္ဒေနမိမိကိုယ်တိုင်မှန်ကန်တဲ့လမ်းကြောင်းမို့ကိုယ့်ကိုဆုံးမပြီးမှန်ကန်တဲ့လမ်းကြောင်းမို့လျှောက်လန်းနိုင်ပါလားလေနာထံလဗတိတုံးလည်းပါအလုံးကိုရခဲ့တဲ့အာကိုးရာတရားကိုရမှာဖြစ်တယ်လို့ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုယုံကြည်မြတ်နိုးကြတဲ့ပုဂ္ဂိုလ်တွေယုံကြည်မြတ်နိုးကြသည့်ဗုဒ္ဓဘာသာဝင်သူတော်စင်တွေအနေနဲ့နော်နောင်တပူပန်ခြင်းအကြောင်းရင်းတရားများကိုသိရှိပြီးတဲ့အခါနောင်တပူပန်မှုမဖြစ်ရအောင်စိတ်နှလုံးအေးချမ်းမှုနဲ့ဘဝမှာရှောက်လန်းသွားနိုင်ရအောင်လုံတဲ့နာကိုလှုပ်ဖို့မလုံတဲ့နာတွေကိုရှောင်ဖို့ဒီနှစ်ခုသာလေအရေးကြီးတယ်ဆိုတာကိုယ်စီမှတ်သားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း